အားလုံးပဲသခင်ယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်အချိန်တိုင်းပြင်ဆင်ပေးတဲ့ဖျားရှင်နာမတော်အထူးပဲချီးမွမ်းနေတညတာလုံးအရွေပြောရတဲ့ခွင့်နဲ့သူတာယာတော်သည်နေ့တစ်ထက်မှာနိုးထခြင်းခွင့်ပေးတဲ့ထိုဖျားရှင်နာမတော်ပုံကြည်၍မင်္ဂလာရှိပါစေဒီနေ့အသက်ရှင်တော်ထာဝရဘုရားရဲ့နှုတ်ကပတ်တော်ကိုသူတို့ကပြန်လဲဆွင့်ခြင်းခွန်အားယူဖို့အရောက်စီတိုင်းကိုသခင်ယေရှုနာမ၌ပြန်လဲ၍ခေါ်ဖိတ်ခြင်းတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကတော့ကပ္ပဦးကျမ်းအခန်းကြီး29 30 31ထဲမှာပါတဲ့ယာကုပ်ရဲ့ကောင်းကြီးမင်္ဂလာဖြစ်ပါတယ်ယာကုပ်အပေါ်မှာဘုရားသခင်ပေးတဲ့ဉာဏ်ပညာအကြောင်းကိုသူတို့ကဆွင့်ချင်းခွန်အားယူဖို့ဖြစ်ပါတယ်ခဏလေးဆုတောင်းရင်းနဲ့ကျွန်တော်အစပြုရအောင်ကောင်းမြတ်သောဘုရားကိုရောကိုကြည်ဆုတဲ့နဲ့နာမတော်ကိုချီးမွမ်းတယ်ကိုရောဒီဉာဏ်ပညာအစွမ်းတတ္တိကိုပေးပိုင်သောဘုရားသခင်ဖြစ်ပါတယ်ကိုရောကိုကြောက်ရွံ့သောသူတို့အားပညာကိုပေးတော်မူသောဘုရားနာမတကားတို့ထက်နာမတော်ကိုချီးမွမ်းတယ်ကိုရောလိုအပ်တော်သူအရောက်စီတိုင်းပေါ်မှာကိုရောဉာဏ်ပညာပေးတနာတော်မူပါတတ်ဆွမ်းနိုင်သောဉာဏ်ပညာစီးပွားရေးပိုင်းဆိုင်ရာမှာဉာဏ်ပညာအုပ်ချုပ်မှုပိုင်းဆိုင်ရာမှာဉာဏ်ပညာထာဝရဘုရားကိုတည်ကျွမ်းခြင်းဉာဏ်ပညာအလုံးစုံလိုအပ်တော်သူတွေပေါ်မှာကိုရောဉာဏ်ပညာပေးတနာတော်မူပါဒီနှုတ်ကပတ်တော်ဆင်ခြင်လေ့လာတဲ့အခါမှာလည်းအရောက်စီတိုင်းတွေအကောင်းကြီးဖြစ်စေပါကယ်တင်တော်ရှင်ယေရှုနာမကိုမြည်ပြည့်ရိုသေစွာဖြစ်ဆုတောင်းတဲ့ကိုရဲ့လက်တော်ထဲမှာနှုတ်ကပတ်တော်ဝေငှခြင်းအမှုရာအားလုံးကိုစက္ကအနံဆုတောင်းပါတဲ့အဖထာဝရမြတ်စွာသောဘုရားသခင်အာမင်ဟာလေလုယာအာမင်ယာကုပ်ပေါ်မှာဘုရားသခင်ပေးတဲ့စီးပွားရေးဆိုင်ရာဉာဏ်ပညာကိုကျွန်တော်တို့အတူတူကလေ့လာဖို့ဖြစ်ပါတယ်ကျွန်တော်ကူးခဲ့တဲ့ဘုရားကအသက်ရှင်တော်ဘုရားကောင်းမြတ်တော်ဘုရားဖြစ်တဲ့ဉာဏ်ပညာနဲ့တကွသိပ္ပံအသက်အမျိုးမျိုးကိုပေးပိုင်တော်ဘုရားသခင်ဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီပညာရဲ့အချုပ်အခြာဟာဘုရားသခင်ဖြစ်တယ်နော်ပညာရဲ့မူလအမြစ်ဟာဘုရားသခင်ဖြစ်တယ်ဘုရားကအဲ့ဒီပညာတွေကိုဘလိုမျိုးလူတွေကိုပေးတာလဲဆိုရင်သူ့ကိုကြောက်ရွံ့သောသဘောရှိသောသူကိုဉာဏ်ပညာပေးတော်ဘုရားသခင်ဖြစ်တယ်ပြီးတော့မိဘစကားကိုနားထောင်ပြီးလိမ္မာရေးချရှိသောသားသမီးတွေပေါ်မှာဘုရားကထိုဉာဏ်ပညာအစွမ်းတတ္တိကိုပေးတယ်ဆိုတာကိုနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ယာကုပ်ရဲ့အသက်တာဆိုဘယ်လောက်ထိသူ့ရဲ့ဦးလေးနော်သူ့ရဲ့ရောက်ခမပေါ့သူကိုဘယ်လောက်ထိလိမ့်လဲလှည့်စားလဲဆိုရင်နော်ရာခေလကိုရဖို့9နှစ်သူအစီခံရတယ်အချိန်တန်တဲ့အခါမှာရာခေလကိုမရဘဲနဲ့မပေးစားဘဲနဲ့လေအားကိုပေးစားတယ်နော်နောက်ပြီးတော့ရာခေလကိုရဖို့9နှစ်သူပြန်ပြီးတော့အစီခံရတယ်နော်သူကလာဗန်စီမှာ14နှစ်တိတိနော်ဒီရာခေလကိုရဖို့သူကကြုံခံရတာဖြစ်တယ်အားလုံးနှစ်ပေါင်း20သူကရောက်ခမစီမှာကြုံခံရတာဖြစ်တယ်ဒီသမီးရဖို့14နှစ်သုံးနွားတိရစ္ဆာန်တွေအတွက်သူက6နှစ်အစီခံရတာဖြစ်တယ်အားလုံးစုပေါင်းသူက20ဦးလေးလာပန်ရောက်ခမစီမှာသူကအလုတ်အကျွေးပြုရတယ်ဆိုတာကိုကျွန်တော်တို့ယာကုပ်ရဲ့အသက်တာထဲမှာတွေ့ရတာဖြစ်တယ်ယာကုပ်ကထာဝရဘုရားကိုကြောက်ရွံ့တယ်မိဘစကားကိုနားထောင်တယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်သူရဲ့ဦးလေးနော်သူ့ပေါ်မှာဒီလောက်ထိကောက်ကျစ်တယ်အနိုင်ယူတယ်နှစ်20လုံးဦးလေးအိမ်မှာသူကကျွန်တယောက်အနေနဲ့ပေါ့နော်ဒီကျွန်ခံရတာဖြစ်တယ်အလုတ်ကျွေးပြုတ်ရတာဖြစ်တယ်တနေ့တော့အခါမှာယာကုပ်ကသူ့ရဲ့ဦးလေးဦးလာပန်းနော်သူရဲ့ရောက်ကတိကိုပြောတယ်ကျွန်တော်အစီခံနေတာလဲကြာပြီကျွန်တော်ဒီကနေထွက်သွားပါရစေကျွန်တော်ရဲ့မယားနဲ့သားတွေကိုယူသွားရတဲ့အခွင့်ကိုပေးပါဆိုပြီးတော့သူရဲ့ဦးလေးလာပန်းကိုမေးတာဖြစ်တယ်လာပန်းကလည်းငါပဲအခကိုပေးရမှာလဲမင်းပါလို့ချင်းလဲလို့မေးတဲ့အခါမှာယာကုပ်ကဘာကိုမျှမပေးပါနဲ့တဲ့ကျွန်ုပ်၌ဂျေစုတစ်ခုပြုလို့လေနဲ့အဘဤတိုးစုစိတ်စုကိုတဖန်ကျွေးမွေးဆောင်ထိန်ပါအောင်မီတဲ့ယနေ့တိုးစုစိတ်စုတစ်လျှောက်လုံးကိုကျွန်ုပ်သွား၍ပျောက်ကြားသောစိတ်များညိုသောတိုးများရှိသည်များတို့ကို
ရွေးနှုတ်ခွဲထားပါမည်နောက်မှပျောက်ကြားသောစိတ်ညိုသောသူတို့သည်အကျွန်ုပ်၏အခဖြစ်စေလောတို့ဖြစ်၍နောင်ကာလ၌အကျွန်ုပ်၏အခသည်အဘရှိတို့ရောက်သောအခါအကျွန်ုပ်၏ဖြောက်မှတ်ခြင်းသည်ကျွန်ုပ်ကိုစောင်းလျှောက်ပါလိမ့်မည်ဆိုပြီးတော့သူရဲ့ဦးလေးဦးလာပန်းကိုခွင့်တောင်းတာဖြစ်တယ်။နော်ကျွန်တော်ရဲ့နောက်ကျရင်ကျွန်တော်ရဲ့ပျောက်တော်သူတွေညိုတော်သူတွေကျွန်တော်ရဲ့ကျွန်တော်ရဲ့လှုပ်အားခဖြစ်ပါစေဆိုပြီးတော့သူရဲ့ဦးလေးဦးလာပန်းကိုတောင်းတာဖြစ်တယ်။လက်ရှိညိုနေတဲ့ပျောက်နေတဲ့သိုးရှိတဲ့မြတ်ကိုရွေးပြီးတော့လာပန်ရဲ့သားတွေကိုပေးလိုက်တာဖြစ်တယ်။လာပန်ရဲ့သားတွေကအဲ့ဒီပျောက်တော်သူညိုတော်သူတွေကိုယူသွားတယ်။သူတို့ရဲ့ကြားမှာဆို3ရက်ခရီးလောက်သွားရတာဖြစ်တယ်နော်။အဲ့လောက်ထိဝေးတာဖြစ်တယ်။အဲ့လောက်ထိဝေးတာဖြစ်တယ်။အဲ့ဒါနဲ့ယာကုပ်ကသူရဲ့လောအခါရဖို့ဒီတိုးတွေကိုဆက်ပြီးတော့သူကထိန်ကြောင်းနဲ့ပြုစုတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်။ဒါပေမဲ့ဖျားရှင်ကဘလောက်ထိကောင်းမြတ်လဲနော်။ဉာဏ်ပညာပြီးတော့ဖျားသခင်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်စီဝါရေးလုပ်တဲ့အခါမှာတော့၎င်းနော်ဖျားသခင်စီမှာကျွန်တော်တို့ဉာဏ်ပညာတောင်းခံလို့ရတာဖြစ်တယ်။ဖျားသခင်ဒီဉာဏ်ပညာပြီးတော့ဖျားသခင်ဖြစ်တယ်။ဉာဏ်ပညာပေးပိုင်တော့ဖျားသခင်ဖြစ်တယ်။အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာလားအုပ်ချုပ်စီမံခန့်ခွဲရေးဉာဏ်ပညာကျွန်တော်တို့ဖျားစီမှာတောင်းခံလို့ရတာဖြစ်တယ်။အမှုတော်ဆောင်ခြင်းမှာတော့၎င်းစီးပွားရေးနိုင်ငံရေးဒီပညာရေးပေကနာမှာမဆိုဖခင်ကဉာဏ်ပညာကိုပေးပိုင်တော်ဖခင်သခင်ဖြစ်တယ်။ဉာဏ်ပညာနဲ့သိပ္ပံအတတ်အမျိုးမျိုးကိုပေးနိုင်တော်ဖခင်ပေးစွမ်းနိုင်တော်ဖခင်သခင်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဉာဏ်ပညာဖခင်စီမှာတောင်းခံဖို့အရေးကြီးတာဖြစ်တယ်။ယာကုပ်ကဒီတိုးတွေဒီစိတ်တွေတောက်တဲ့ရေခွက်နားမှာသူတို့တောက်တဲ့ခါမှာအဖိုမတွေသူတို့ဆက်ဆံတဲ့ခါမှာတောက်ရေခွက်နားမှာသူထောင်ထားတဲ့အပင်ဒါကသူရှောက်လို့တာမဟုတ်ဘူးဖယားကအဲ့ဒီမတိုင်ခင်ကလေးကအိမ်မက်ယူပါယုံယာကုပ်ကိုပေးထားပြီးသားဖြစ်တယ်ဒီလိုပျောက်ကြားသောတူးတွေဖယားကအိမ်မက်ယူပါယုံယာကုပ်ကိုပေးထားတယ်ဆိုတာကိုကပ္ပဦးကျမ်း31အငယ်30ကနေကျွန်တော်ဖတ်တဲ့အခါမှာတွေ့ရတာဖြစ်တယ်ထိုတရိษံများတို့သည်ရှက်တင်ကြသောအခါငါမျောကြည့်၍တရိษံမတို့နှင့်ပေါင်းဖော်သောတရိษံအထီးရှိသည်များတို့သည်အပြောက်အကြားမှဆ၍အထွေထွေသောအစင်းရှိကြောင်းကိုအိမ်မက်၌ငါမြင်ရ၏ဖျားသခင်ကောင်းကင်တမန်ကလည်းယာကုပ်ဟုအိမ်မက်၌ငါကိုခေါ်လင်အကျွန်ုပ်ရှိပါ၏ဟုငါထူ၏သူကလည်းမျော၍ကြည့်လောတရိษံမနှင့်ပေါင်းဖော်သောတရိษံအထီးရှိသည်များတို့သည်အပြောက်ကြားမှဆ၍အထွေထွေသောအစင်းရှိကြ၏အကြောင်းမူကားတင်၌လာပန်ပြုသည်များတို့ကိုငါမြင်၏တဲ့ဟာလေလုယာအာမင်လူကဘလောက်ထိညင်စေနှိမ့်ဆက်အနံယူဖိနှိပ်နေပေမဲ့ဖခင်သခင်ကဘတော်မှဆွန့်ပစ်မထားဘူးဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဟာလေလုယာဖခင်ရှင်နာမပုံကြည်ပါစေသူရဲ့ဦးလေးလာပန်ကတော့အဖို့ခမပေးချင်ဘူးနော်ဒါပေမဲ့ဖခင်သခင်ကလေယာကုပ်ရဲ့ခံရသောအရာတွေနော်ယာကုပ်ပေါ်မှာလာပန်ပြုတ်သမျှသောအရာတွေကိုဘသူသိလဲဆိုတော့ဖယားသခင်သိတာဖြစ်တယ်ဟာလေလုယာထိုဘုရားရှင်နာမပုံကြည်ပါစေ14နှစ်အနည်း20လုံးကျုံခံနေရတဲ့ယာကုပ်ရဲ့ခံရတဲ့အရာတွေဖယားမြင်တယ်ခါလေကျွန်တော်တို့ခံနေရတဲ့အရာတွေကျွန်တော်တို့ပေါ်မှာမတရားခေါင်းပုံဖြတ်နေတဲ့အရာတွေမတရားပြုတ်နေတဲ့အရာတွေကိုဘသူမြင်လဲဆိုတော့ဖယားသခင်မြင်တာဖြစ်တယ်ဟာလေလုယာအာမင်ဖယားသခင်မြင်တယ်မိတ်ဆွေဖယားသခင်မြင်တယ်တင်းရဲ့လှုပ်အားခအဖိုးခကိုတင်းရဲ့ခေါင်းဆောင်တယ်အလုတ်ငန်းရှင်တယ်အလုတ်ရှင်တယ်မပေးပေမဲ့တင်းလှုပ်ဆောင်သမျှဖယားကိုချစ်တော်နှလုံးသားနဲ့နော်တစ္ဆာရှိလှုပ်ဆောင်သမျှကလေဖယားမြင်တယ်ဖယားပြန်ပြီးတော့တင်းရဲ့လှုပ်ဆောင်သမျှအဖိုးခထက်တာ၍ကြော်လွန်သောကောင်းချီးမင်္ဂလာကိုဖျားကပေးပိုင်တာဖြစ်တယ်ဟာလေလုယာဣသရေလလူမျိုးတွေရဲ့အသက်တာထဲမှာကြည်ပါဂျုံခံရအဲဂရုပြည်မှာသူတို့နေတဲ့နှစ်ပေါင်းပါတပြားတစ်ချက်မှမရဘူးကျူတပြားတော့မရဘူးသူတို့အခမဲ့ဂျုံခံနေရတာဖြစ်တယ်ဒါကိုဘသူမြင်လဲဖယားသခင်မြင်တာဖြစ်တယ်ဟာလေလုယာနောက်ဆုံးသောနေ့မှာသူတို့ဟာလက်ချီးပလာနဲ့မထွက်ရဘူးတဲ့ဘုရားသခင်က
အိနီနာချင်းတွေကိုတောင်းချင်တဲ့မြတ်ကိုတောင်းပေးချင်တဲ့စေတနာစိတ်ကိုဖျားကအေဂုတုလူတွေထဲမှာထည့်ပေးတဲ့ခါမှာဣသရေလလူမျိုးတွေဂျွန်ခံရအေဂုတုပြည်ကနေထွက်လာတော့ဆင်းဆင်းရဲရဲနဲ့ထွက်လာကြတာမဟုတ်ဘူးသူတို့ရဲ့လောက်အားခတဲ့တာလွန်တော့ကောင်းကြီးမင်္ဂလာဖျားကပေးတဲ့ခါမှာကြွယ်ဝချမ်းသာခြင်းနဲ့တိုးနွားတရိတ်ဆန်နေနဲ့ရွှေတစားငွေတစားတွေနဲ့သူတို့ထွက်လာကြတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဟာလေလုယာဖျားရှင်နာမပုံကြည်ပါစေတင်းရဲ့ခံနေရတဲ့အရာတွေတင်းညင်းဆဲခံနေရတဲ့အရာတွေတင်းအပေါ်မှာမတရားပြုတ်နေတဲ့အရာတွေဖျားမြင်တယ်မိတ်ဆွေတင်းဖက်ကနေဘာမှမတုံ့ပြန်ပါနဲ့ဖျားသခင်မြင်နေတယ်ဖျားသခင်ကတင်းပြုတ်ခဲ့တဲ့အရာမှန်သမျှနဆပြန်ပြီးတော့ကောင်းကြီးပေးပိုင်တော့ဖျားသခင်ဖြစ်တယ်ဆိုတာကိုယာကုပ်ရဲ့အသက်တာအဖြစ်ခွန်အားပေးခြင်းတာဖြစ်တယ်ဒီမှာယာကုပ်ကအိမ်မက်ယူပါယုံရပြီးသားသူဘလို့လောက်မှလဲဆိုတာကိုအိမ်မက်ထဲမှာဖျားကသူ့ကိုဉာဏ်ပညာပေးထားတယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒီမှာကျွန်တော်တို့တွေ့ရအောင်နော်ယာကုပ်ကဘာလုပ်လဲဆိုရင်ကပောက်ကျမ်းအခန်းကြီး30အငယ်30ထိုခါယာကုပ်တီစိန်တော်လိပနာပင်လူစပင်အာရမုံပင်တို့၏အခက်တံဖျားများကိုယူ၍အဖြူအစိမ်းအတန်းတန်းပေါ်အောင်အခုံကိုလှီးခွာပြီးလင်ရေတောက်လာသောတိုးစိတ်အထီးအမရှက်တင်စိမ်မြင့်အကြံရှိ၍ရေတောက်လာသောအခါအခုံခွာပြီးတော့လက်ပြားတို့ကိုရေတောက်ခြင်းရေတောက်ခွတ်တို့၌တိုးစိတ်တို့ရှိမှစိုက်ထားလေ၏တိုးစိတ်တို့သည်တပြားရှိမှရှက်တင်၍အပြောက်အကြားစသည်တို့ကိုမွေးကြ၏တဲ့ယာကုပ်ဒီတိုးစိတ်တငယ်တို့ကိုလည်းခွဲထား၍လာပန်၏တိုးစုစိတ်စုတွင်အစင်းပြောက်ကြားသောအကောင်အစင်းညိုသောအကောင်ရှိသည်များတို့ရှိမှတိုးစိတ်များကိုမျက်နာပြုစေ၏မိမိတိရစ္ဆာန်များနှင့်လာပန်၏တိရစ္ဆာန်များကိုလည်းမယောမနောပဲတဆုစီခွဲထား၏တဲ့ထို့သောယာကုပ်၌စီးစိမ်တိုးပွား၍တိုးစိတ်ဂျုံယောက်ျားဂျုံမိန်းမကလအုပ်မြင်းအများရှိကြ၏တဲ့ဟာလေလုယာဖျားရှင်နာမပုံကြည်ပါစေဒါဖျားရှင်ပြီးတဲ့ဉာဏ်ပညာဖြစ်တယ်ဒီမတိုင်ခင်မှာကလေးကဖျားကယာကုပ်ကိုအိမ်မက်ယူပါယုံပေးပြီးသားပျောက်ကြားတော့တိုးတွေပေးမယ်တဲ့နော်တင်းရဲ့ဦးလာပန်တင်းပေါ်မှာပြုတ်သမျှကိုငါမြင်နေတဲ့သူရဲ့အဖိုးခတွေဘယ်လိုပြန်ပေးလဲဆိုရင်ဖယားကပြန်ပေးတယ်ဆုံးရှုံးသမျှဖယားကသူ့ကိုနတ်ဆကောင်းကြီးမင်္ဂလာတွေပြန်ပေးတယ်များစွာသောတိုးနွားတွေနဲ့စီးစိမ်တိုးပွားလာတယ်တဲ့နော်လာပန်ရဲ့တားတွေပင်လေမနာလိုတဲ့အထိယာကုပ်ကတိုးပွားဥစ္စာတွေတိုးပွားကြီးပွားချမ်းသာလာတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဟာလေလုယာအာမင်စီးစိမ်စာဖျားသခင်ပေးတော်အရာဖြစ်တယ်ဖျားသခင်ဒီစီးစိမ်ကိုလည်းပေးပိုင်တော်ဖျားသခင်ဖြစ်တယ်ဉာဏ်ပညာကိုပေးစွမ်းနိုင်တော်ဖျားသခင်ဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေဒီအပေါ်မှာလူတွေရဲ့အနိုင်ကျင့်ခြင်းတွေတင်းရဲ့အလုပ်ငန်းရှင်လားတင်းအပေါ်မှာအနိုင်ကျင့်ခြင်းတွေမတရားပြုခြင်းတွေတင်းခံနေရတာလားမိတ်ဆွေဖျားသခင်မြင်တယ်နော်ဖျားသခင်မြင်တယ်ဖျားသခင်ကတင်းကိုဘယ်တော့မှဆုံးရှုံးမခံတော့ဖျားဖြစ်တယ်တင်းရဲ့ခေါင်းဆောင်တွေတင်းရဲ့လုပ်ငန်းရှင်တွေမပေးတော့မှဖခင်ကတင့်ကိုပြန်ပြီးတော့တင်ဆုံးရှုံးသမျှတင်လှုပ်ဆောင်ခဲ့သမျှအဖိုးခတဲ့တာလွန်၍ပေးပိုင်တော့ဖခင်ဖြစ်တယ်ဆိုတာကိုဝေငါခွန်အားပေးခြင်းတာဖြစ်တယ်အဓိကသာရဖခင်ကိုကြောက်ရွံ့ပါဟာလေလုယာသာရဖခင်ကိုကြောက်ရွံ့ပါဉာဏ်ပညာပေးပိုင်တယ်ဆိုတာကဖခင်သခင်ပဲပေးပိုင်တာဖြစ်တယ်ဒါကြောင့်စီးပွားရေးလောကထဲမှာလားပညာရေးလောကထဲမှာလားဒီနိုင်ငံရေးလောကထဲမှာလားဘယ်နေရာမှာပဲတင်ရှိနေပါစေအဓိကဉာဏ်ပညာပေးပိုင်တော့သူဟာဖရာသခင်ဖြစ်ပါတယ်ဒါကြောင့်တင်လိုအပ်တော့ဉာဏ်ပညာတိုင်းဖရာသခင်စီမှာတောင်းခံပါဖရာသခင်ရဲ့စကားတော်ကိုယုံကြည်ပါနာခံပါလိုက်လျှောက်ပါဒါဆိုရင်တင်ရှိတော့နဲ့ပဲတိုင်းမှာဖရာသခင်ဒီထိုးထွင်းတော့ဉာဏ်ပညာတတ်ဆွမ်းနိုင်တော့တိတ်ပံအတတ်အမျိုးမျိုးကိုဖရာကပေးပိုင်နေပေးတယ်ဆိုတာကိုဒီနှုတ်ပတ်တော်လေးအဖြစ်ကျွန်တော်ဝင်ကခွန်အားပေးချင်တာဖြစ်ပါတယ်နော်ယာကုပ်ဟာသူကမွေးမြူရေးသမားတစ်ယောက်ဖြစ်ပါတယ်မွေးမြူရေးနဲ့ဆိုင်တော့နီလန်းနေစီးပွားရေးဆိုင်ရာဉာဏ်ပညာဖခင်ကပေးတဲ့အခါမှာသူဟာကြွယ်ဝချမ်းသာလာတာဖြစ်တယ်သူရဲ့ဦးလေးဦးလာပန်ထက်
ကျွယ်ဝချမ်းသာလာတယ်လာပန်ရဲ့သားသမီးတွေပင်လင်မနာလိုတဲ့အထိအောင်ယာကုပ်ဟာကြီးပွားချမ်းသာလာတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဒီကြီးပွားခြင်းမွေးမြူရေးစီးပွားရေးဆိုင်ရာဉာဏ်ပညာကိုလည်းဖရာသခင်ကပဲယာကုပ်ကိုပေးတယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့မိတ်ဆွေတင်ဒီစီးပွားရေးလောကမှာလာစီးပွားရေးဆိုင်ရာဉာဏ်ပညာပေးပိုင်တဲ့ဖရာသခင်ရှိမှဆုတောင်းပါနိုင်ငံရေးပိုင်းဆိုင်ရာမှာအုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာသင်ဟာရှိနေတော်သူလားဒါဆိုအုပ်ချုပ်နိုင်သောဉာဏ်ပညာဖရာရှိမှတောင်းပါဟာလေလုယာပညာနယ်ပယ်ထဲမှာသင်ရှိနေတာလားပညာရဲ့အချုပ်ချာဟာဖရာသခင်ဖြစ်တယ်ဒါကြောင့်ပေးပိုင်တော့ဖရာရှိမှတောင်းပါလို့ဒီနှုတ်ပေါ်တော်လေးအဖြစ်ဝိင္ကိုင်းနဲ့ခွန်အားပေးခြင်းတာဖြစ်ပါတယ်အရောက်စီတိုင်းမိမိရှိသောနယ်ပယ်မှာနော်ဉာဏ်ပညာအရောက်စီတိုင်းပေါ်မှာဖရာသခင်ပေးတနာတော်မူပါစေအာမင်ဂျာနာတော်သူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ